လူတိုင်းဟာဆုံးမလို့ရတယ် ပါရမီရှိသလောက်သူ့မျက်စိထဲမှာသူ့အောင်နဲ့ပေါ်လာတဲ့ကိစ္စလေး ဆုံးမလို့မရတဲ့ အခုတော့ပြောတော့တော့လုံနေပြီ ဥမာမဲအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ် 30 40 50 60 90 90 အဆင့်90ထား၍တစ်ဆင့်လျင်ဘယ်နေရာမှာထိုးရမလဲ20လျင်ဘယ်နေရာမှာပါစမထိုးရဒီဟူရဲ့ဒီနဲ့ကန်းနဲ့ကလလန်းနဲ့ထိုးတာ ပုဂ္ဂိုလ်ထင်ကြီးတဲ့မှာ တို့ဖေကြီးဘိုးဟာဒီအထိရောက်ခဲ့ပြီတို့ဖေကြီးဘိုးဟာလည်းတစ်ဆင့်တို့ဒီကိုပို့ထားတဲ့ခါကျတော့တို့ကလည်းပဲဒီတိုင်းလှုပ်သွားကြရဲ့ဘိုးဟာရဲ့လှမ်းသွားတဲ့ဒီဘိုးအတိုင်းနောက်ကနေတို့ကလှမ်းလိုက်သွားရင်ဖြစ်တို့အဖေကြီးစီကိုတို့မုတ်ချတိုင်း လူတိုင်းဟာဆုံးမလို့ရတယ် အဖေကတောင်ဘက်လမ်းနဲ့တို့ကမြောက်ဘက် ကိုသားသမီးတောင် မုတ်ချလို့ရတယ်ဒီဖေးချိုးရတော့မယ်ဆိုတော့တွေ့တာ လို့မရတယ်ဒါလို့ရှိ ဟာဘယ်လဲရေဖေးချိုးဆိုဖေးချင်းစိုးနေမှာပြောတာသတိထားနော်ဒီကတော့သူကရေသိမ်းချိုးမယ်လို့ပြောတော့အောက်သိမ်းချိုးနေမှာစကားပြောတာငါကြောက်တယ်အဲ့ဒီခုနတို့တစ်ဆယ်ကနေ90နေတစ်ဆယ်ကနေ90နေမဟုတ်ဆင်းနေသူ့ဆဲဘယ်နေရာမှာပဲသမားကိုရမယ်ဆိုတော့စီမံခန့်ဝဲလို့ပြီးသွားတယ်အဲ့ဒီစီမံနဲ့တင်တာပါအဖဆရာကြီးကဘုံချိန်ခံခြင်းကြောင့်မင်းနိုင်ဦးအောင်ရဲ့ဘုံချိန်ခံခြင်းကြောင့်အလိုလိုအော်တိုမက်တစ်ခုခေတ်ကတည်းကအော်တိုမက်တစ်ဘယ်လိုမှမသိဘူးနဲ့သူတို့ရဲ့သဘာဝကိုသူတို့သိပြီးသားမဟုတ်တော့မရဘူးမတလုံးကြည့်တဲ့ခင်းကြီးကိုဟောဝိဇ္ဇာတွေခင်းကြီးကလူတွေတဲ့ကနေတတ်တာဟောဝိဇ္ဇာတွေအဲ့ဒီကိုမြင်းနာမြင်နေပဲရောအဲ့ဒီမှာပါလက်လက်ဝဲလက်ရအဲ့ဒီမှာလက်ရတော့ကနေတော့အဲ့လိုညာလဲနေဘာလို့လဲညာလဲနေမှာဩကာမဝေညာလဲနေအဲ့ဒီကာမတွေကိုတို့တွေမင်းတို့တွေကအစအကုန်လုံးဘောကသတ္တလောကလူကြီးများအကုန်လုံးကဗမာစာကိုဗမာစကားကိုဗမာအကုန်နားမလဲတော့ကာမဆိုတဲ့စကားလုံးကိုတို့ကဟိုမဟုတ်တာတခုတည်းတော့တယ်ဟမ်ဗုဒ္ဓဟောဘုရားကျမ်းစာကကာမတဏှာဆိုတဲ့စကားလုံးဟာနိဗ္ဗာန်ရောက်အောင်ပို့စေတတ်တဲ့စကားလုံးစားကြတဲ့ဘာသာဝါနာမလို့အခုထိုင်လည်းပဲစားနေတာဒီနေ့စောင့်နေတာတော့ကြောင့်အဲ့ချင်တာလိုချင်တာဝတ်ချင်တာအဲ့ဒီချင်းပါလာတယ်ညဌာနရှိလာတယ်မဲ့မောလာတယ်ဟာဘုရားကတဏှာလို့ပြောတို့ကဘုရားတခုတည်းမှမဟုတ်တာတခုတည်းပဲကျွေးလမ်းပြီးမှတ်အဲ့ဒါပါမမြင်လို့အဲ့ဒီကာမဝေးဆိုတဲ့အဓိပ္ပာယ်ခုခေတ်စလုံးအတူနဲ့ရေးလို့ပေါ့ဆိုတာကာထာဆိုတော့ကာမကာမဂုံနဲ့လူဖြစ်လာမှာကာမဂုံကြားတဲ့ကတိုးထွက်လာကာမဂုံဒီတခါတည်းပြင်းနေပြိနေတယ်လို့မိုးရီပြိနေလို့မဟုတ်ပြအောက်ကနေပြီးတိုးပြီးတော့ကာမဂုံကြားတဲ့ကလူဖြစ်လာတယ်ဆိုတာဟာလေရှင်းရှင်းနဲ့စလုံးနဲ့ပြလိုက်မှာပေါ်လို့တော့အမေနဲ့တို့အဖေနဲ့တို့တရားပြီးဘိုးရတယ်ဆိုအဲ့လိုကာမဂုဏ်တဲ့ဖြစ်လာတယ်ကာမဂုဏ်သားတွေရတယ်အဲ့ဒါကြီးကြီးတယ်ပြောလို့ငါနဲ့ကလန့်လက်ပြန်ပဲထွက်တော့ဘူးဘယ်တော့ထွက်တော့ဘူးလဲဟောတော့ပဲထွက်တော့ဘလို့လို့အားဆိုတဲ့မလုံးပါနဲ့ပါဘာအဲ့ဒါဘုသူရဲလို့ဆိုတာဘုရားဆိုအမှန်စမ်းအတန်းကြီးတဲ့အမိုက်တုံးကြီးတဲ့မင်းတို့တွေတို့တွေဘာမှအပြင်ပြူတယ်အယူနေတယ်ဒါဘုရားပြောတာတို့ကပြောတာမဟုတ်ဘူးငါပါပါတယ်ရှင်မငါဘာကောင်လဲတို့သားပါတယ်နဲ့တကွာတတ္တလောကကြီးသည်တဲ့အမိုက်တိုက်ဖုံးနေတဲ့အယူတွေပဲတတ္တလောကကြီးသည်ဆိုတဲ့စကားလုံးကိုဆိုရမယ်ဗမာလူကအတိတ်ပဲပေါ့ဆရာနဲ့တည်းဆိုတာကကိုင်းကျုံနေကြုံကိုင်းပါပဲသူ့နေကြဒီကကြီးပဲဆရာရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေလို့လည်းမရဘူးဆရာကကြီးပဲတပြည့်တည်းရဲ့လိုအပ်ချက်မှန်သမျှကိုလိုက်ဖြည့်ဆည်းနေလို့လည်းမ
မရ ဘတ်တော်အားလုံးရဲ့အတူ တပည့်ကလည်းဆရာရဲ့လိုအပ်ချက်ကိုပံ့ပိုးပေးဖို့လိုတယ်လို့ဆရာကလည်းတပည့်တွေလိုအပ်ချက်မှန်သမျှကိုထောက်ပံ့ပေးနေလို့လိုတယ် ဆင်းပေါက်နေတော့ ဒါမှတကယ်အကျုံးမီကျုံးကိုင်းအစ်စ်ဖြစ်တဲ့ဆရာ ဥက္ကနဲ့တွေ့တော့ဘုရားနဲ့ဥက္ကနဲ့တွေ့တော့ ဆရာကောင်းပီတာတော့ဆရာတပည့်ကောင်းပီတာတော့တပည့်ဖြစ်နေ ယဟန်ဒီရဲ့ဆရာကောင်းတပည့်ပြန်လုံနေမှာဆိုတော့ငါမှဆရာမရှိဘူးဆိုတော့ဥပကမဲ့လိုက်ဘုခလို့ကတော့မဲ့ဟုတ်ပါလိမ့်မယ်မာရဲ့လို့မဲ့တာဘုရားမှမသိတော့ဘူးဘုရားနဲ့တွေ့တာဘုရားမှမသိဘူးခုတို့ခင်မှာလည်းပဲဒီလိုတကယ်ကောင်းနေတဲ့ပညာကိုတကယ်သိဖို့ဟာတို့ကတို့လည်းအစမသိကြလို့အခုမှသိတို့လိုသိပါစေတော့လို့တို့ကလူမှန်များကိုတို့ကသိရှိသိခံပြီးတော့အဲ့ဒီပညာကိုဖြန့်မတောင်းအောင်တို့သားပါလိမ့်မယ်ရှိတယ်အဲ့ဒါလို့ဉာဏ်မဖြစ်စီနဲ့ပြောနေတာပြောချင်တယ်အဲ့ဒီပြောနေတဲ့လူကိုပဲကိုကသိခံပြီးတော့လူတယောက်ကိုတရားပေါက်ကောင်းလာတဲ့ပစ္စည်းတစ်ခုကိုလူတယောက်ကိုတို့ကပေးအပ်လိုက်ရခြင်းဒီတို့မှာတစ်ဖက်အောင်မြင်မှာဒါသာနာပြုတာတို့ဆဲတယ်ဆဲမှာပြောတယ်ပြောမှာပဲငါနဲ့အစားအောင်လဲသိကြတာအောင်မြဲအောင်ပြီးမှကောင်းတို့ကဒါကိုသိခံနော်တခါလေးစိတ်နေတာအဖေကျွန်တော်လူကောင်းနဲ့ပြုတ်တယ်ဆိုတော့ဘယ်ဟုတ်လဲတို့ကိုင်းရတို့အဖွဲရဒီမကောင်းတဲ့လူကိုကောင်းအောင်လုပ်ရမယ်ဟာဒါစိတ်ကြနော်အဲ့ဒါကြောင့်ဥပကာများတယ်နော်သိချာဥပကာများတယ်မတ္တလောကကြီးသည်တဲ့အရာမထက်ကစိတ်ကြတာကိုကနုနေတော့ရှင်းပညာတရားတော့ထွက်တာအဲ့ဒါကြီးစဉ်းစားကြည့်ပါရိုးနဲ့ရိုးထိုးနေပြီတွန်းဆန်လာတော့အမှားကိုအမှန်ထင်နေပြီအမှန်ကိုအမှားထင်နေပြီငါဖျားတရားတော့နဲ့နည်းနည်းမှမတမ်းဖြစ်တော့မယ်မြတ်စွာဘုရားကိုမြတ်ပြန်စီတော်မူတဲ့အကြံနဲ့ပြင်ဆက်ညာဦးနဲ့ပတ်ခါပြင်ဆက်ငါ့ကိုထွက်ပြေးတယ်မလားနောက်တော့မဟုတ်ဘူးမင်းတို့ငါပြောကြအောင်နော်ငါတကယ်ဘုရားသိငါတကယ်သိနေပြီဆိုတော့ဒီမှာပြင်ဆက်ညာဘောတဲ့လာမင်းသားဘောရတယ်ဟိုဆင်းလာတယ်လောကတော့ကြောက်တုံးကြီးတစ်ခုဒီတဲ့လမ်းဆောင်မှာရှိတဲ့ကြောက်တုံးကြီးကလူအားလုံးလို့လာတဲ့ခါမှာတဲ့ဒီကြောက်လုံးကြီးကိုကြောက်တုံးကြီးဟူ၍အားလုံးသိနေပြီတဲ့ကြိုက်သေးတဲ့ခါကျတော့မစားသေးတာမလို့